အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့တီးစုံပဲကလာဟင်းချက်မယ်ပဲကလာဟင်းဆိုတော့ပဲကိုပြုတ်ထားတယ်အဲ့ဒါပြီးတော့ကိုကြိုက်တဲ့အသီးနှံတွေကိုထည့်ထားတယ်ကျွန်တော်ကတော့ရွှေဖြုံသီးကြိုက်လို့ရွှေဖြုံသီးလည်းထည့်ထားတယ်တိတ်တော့မစုံဘူးပေါ့တန်းနှလုံးသီးတို့ဘာလို့ထည့်တယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းတယ်ပေါ့ကျွန်တော်ကတော့ရှိတာလေးနဲ့ဒီနေ့ချက်ပါတချို့ကလည်းထပ်ပြီးတော့ပဲသီးရှည်တို့ဘာလို့ထည့်တယ်ပေါ့ဒီမှာတော့နောက်ထပ်ကပဲကလာဟင်းမှာEPA အောင်မကြီးသီးလေးကိုရေးစိမ်ပြီးနောက်တစ်ခုကတို့အိမ်မှာဆိုရင်နနံပင်တို့ပြီးတော့လို့ရှင်ပြင်းတော့သိန်းတို့ထည့်ကြတယ်ပေါ့နော်တချို့ကလည်းငချောက်ကလေးကိုကြော်ပြီးထည့်တာရှိတယ်နောက်တစ်ခုကပဲကလာဟင်းမှာမပါမဖြစ်တဲ့မဆလာထည့်ပါမယ်နောက်ဆုံးကြမှာထည့်မှာပေါ့နောက်မှာတော့ရှိရဲ့အသီးနှံလေးတွေပြင်ထားတဲ့အိမ်မှာရှိရဲ့အသီးနှံလေးအဲ့ဒါဆိုရင်ပဲကလာဟင်းဆက်ချက်လိုက်ပါအောင်မယ်ဆက်စားလိုက်ရင်တော့ပုံမှန်တိုင်းပဲဂျင်းလေးနည်းနည်းရဲ့ကျွတ်တုံလေးနည်းနည်းရဲ့စနုံးလေးရဲ့စီလေးနည်းနည်းရဲ့ကိုထည့်ပြီးသွားရင်အသီးနှံလေးတွေအပြော့အမာလိုက်ကလေးတွေကိုထည့်အဲ့တိုင်းလေးတစ်ဖြည်းဖြည်းနဲ့ထည့်သွားပြီးဒီတိုင်းလုံးပြီးတော့ချက်ပြီးသွားလို့ရှိရင်တို့အသီးနှံလေးတွေနည်းနည်းဣပြီဆိုရင်အချူအတွက်ကျွန်တော်ထက်ညက်လေးတစ်လုံးကိုထည့်တယ်ပြီးသွားရင်မပြာရည်လေးကိုထည့်တယ်ဝေမယ်အဲ့တော့ခုနလုံးကမပြလိုက်ရတာကပဲပြုတ်ထားတဲ့အရည်လေးကိုကျွန်တော်ထည့်ပြီးတော့သီးနှံလေးဣအောင်လုပ်တယ်အခုကျတော့ပဲလေးကိုထည့်ပါမယ်အခုနောက်ဆုံးတော့မကြီးသီးငှက်လေးကိုဖက်လေးတွေတိချစစ်ပြီးတော့ထည့်မယ်သွားရင်ကျွန်တော်ရှာကြည့်လိုက်တော့အိမ်မှာရှောက်ဘလူးရွက်လေးလည်းရှိတော့ရှောက်ဘလူးရွက်လေးကိုထည့်မယ်ရုပ်ပြီးစိတ်လေးထည့်မယ်ပြီးသွားရင်ဒီဘက်ကရုံးတွေကနောက်ဆုံးဘာလို့မှထည့်တာလဲဆိုတော့သူကရုံးတွေကထည့်ဣပြီးတော့ချွဲစီနေအဲ့ကိုကြိုက်လို့ပေါ့နော်သူကရုံးတွေထည့်ပြီးမှုပြီးတာနဲ့ချလိုက်လို့ရတယ်ပေါ့နောက်ပိုင်းမှာနောက်ဆုံးကြံတဲ့ဟာထည့်မယ်ရုပ်ပြီးထည့်မယ်ရုပ်တွေဒီကြိုက်ထည့်မယ်ရှောက်ဘလူးရွက်ထည့်မယ်ပြီးတော့မဆလာလေးထည့်မယ်ဒါဆိုရင်စားလို့ရသွားပါပြီစားကတော့ကျွန်တော်ကပဲပြုတ်တဲ့ထဲကထည့်တယ်ဆိုတော့အချူဘက်ကတော့ထညက်ကလေးရဲ့နောက်ထပ်အချူအငယ်လေးအတွက်ကငပြာရည်လေးရဲ့ဒါလေးပဲသုံးထားပါတယ်ချူလေးအငန်းလေးအပေါ်တွေကတော့ကိုတယောက်နဲ့တယောက်မတူတော့ကိုစိတ်ကြိုက်ပေါ့နောက်ဆုံးကတော့တီးနှံနေအစုံတော့ပို့ပြီးတော့ဟာရာလည်းရှိတယ်ဟင်းလည်းဒါအောင်မှငရုတ်တီးစိမ်းနှောင်းလေးနဲ့ဆိုပို့ပြီးတော့လိုက်ဖက်တယ်ပြီးတော့ဒီနေ့တော့ကျွန်တော်ရှောက်တီးတုပ်လေးနဲ့စားမှဖြစ်တဲ့အတွက်ကြောင့်ချင်းလေးနဲ့လေးလည်းနည်းနည်းလေးလျှော့ထားတယ်ပေါ့ကဲအားလုံးကိုကျေးဇူးတင်ပါတယ်ပဲကလာဟင်းလေးချက်စားကြည့်ကြပါ